လူတိုင်းချွေပေါချာတွေကိုပြန်စစ်နိုင်ရပါမယ်ဟုတ်ပါတယ်ကိုယ့်ရဲ့ရွှေနှဲစာအဖိုးတန်ငွေတွေကိုအလဟတ်မဖြစ်ရလေအောင်စိန်တွက်နီးရွှေတွက်နီးတွေကိုဒါလူတိုင်းမဖြစ်မနေလေ့လာထားသင့်ပါတယ်ဒါလေးကတော့ဟိုတရက်ကပေါ့နော်ဒီအမတယောက်ကသူကစိန်တွက်နီးရွှေတွက်နီးတွေကိုဟိုရက်ကသူကျွမ်းကျင်သွားပြီဆိုတော့သူ2023မှာဝယ်ခဲ့တဲ့စိန်ပေါချာတစ်ခုကိုဂျူလာပြီးတော့ဒါညီမတွေတွက်ကြည့်ကြရပါတွက်ကြည့်ကြတဲ့အချိန်မှာဆိုလို့ရှိရင်အဲ့ဒီ2023ရဲ့ပေါက်ဈေးပေါ့နော်စိန်ပေါက်ဈေးရွှေပေါက်ဈေးတွေကိုအကုန်တွက်ကြည့်လိုက်တဲ့အခါမှာပေါက်ရှာမှာရေးထားတဲ့ amount နဲ့အဲ့ဒီကာလာတန်ကြီးပေါ်မှာစာရဲအမျက်ပါပြီးသားကိုမှပေါက်ရှာ amount နဲ့ကအရန်ကိုကွာဟမှုဖြစ်နေပါတယ်သူဝယ်ထားတာက300ကျော်အထည်တစ်ခုပေါ့နော်အဲ့ဒီချိန်မှာသူတီးလိုက်ရတာတစ်ခုကသူသာရွှေတွက်နီးစိန်တွက်နီးတွေကိုသိပြီးမှအထည်တွေဝယ်မယ်ဆိုလို့ရှိရင်ဒီလိုစုံကျုံနေတာမှုတွေဖြစ်တော့ဘူးဆိုပြီးတော့သူသိသွားရတယ်ပေါ့နော်အဲ့ကြောင့်မို့လို့ရွှေဝယ်မဲ့သူတွေစိန်ဝယ်ဝတ်တက်တဲ့သူတွေတိုင်းပေါ့နော်ရွှေတွက်နီးစိန်တွက်နီးတွေမဖြစ်မနေလေ့လာထားဖို့လိုအပ်တယ်လို့ဒါအကြံဉာဏ်ပြုပြရစီရှင်ကောင်းစုရွှေဆိုင်ရပါဥပမာဆိုလို့ရှိရင်ဒီလိုမျိုးလက်စွပ်တပွင့်ဆိုပါဆိုဒီမှာဆိုရင်စိန်ပါမယ်ကြောက်ပါမယ်အဲ့ဆိုလို့ရှိရင်ရွှေချိန်ကဘလောက်စိန်ချိန်ကဘလောက်စိန်ဆိုလို့ရှိရင်လည်းဘယ်နှကရက်ပါတယ်ပေါ့နော်ကြောက်ဆိုလို့ရှိရင်လည်းကရက်ဘလောက်ချိန်ပါတယ်ကြောက်ဖို့ဘလောက်စိန်ဖို့ဘလောက်ပေါက်ရှာတွေမှာဒီလိုခွဲခြားပြီးတော့ရေးပေးတာဒါကိုယ်တိုင်လည်းပြန်တွက်ကြည့်လို့ရတယ်ပေါ့နော်ဒီလိုမျိုးပေါက်ရှာလေးမှာဆိုလို့ပြန်စစ်ကြည့်ပါအဲ့ဆိုလို့ရှိရင်ဒါလူတိုင်းအတွက်မျှဝေပေးရပါစိန်တွက်နည်းရွှေတွက်နည်းတွေကိုလူတိုင်းဒါသိအောင်လေ့လာထားသင့်ပါတယ်လို့အကြံပြုပြရစီရှင်ကောင်းစုရွှေဆိုင်ရပါလှိုင်းစဉ် online offline ရွှေတင်နန်းလေးတွေကိုမျှဝေပေးနေပါဖြစ်ပါတယ်ရှင်တင်နန်းစုံစမ်းလို့ပါကချက်ပေါက်တို့ကြွခဲ့ပေးပါကျေးဇူးများတင်ပါတယ်